ကိုကြွေငါမှချစ်သူလေးရနေပြီပေါ့ကြောင်ဖြူမာလေးအရန်လာတယ်ကြည့်လိုက်ပါဦးဟုတ်တော့မင်းချစ်တဲ့ချီရတာတမျိုးကြီးနော်ဟုတ်ကြငါချစ်သူလေးကိုငါ့လိုမပြောပါနဲ့ငါချစ်သူလေးကချောလေးမင်းမေရင်စောင့်ကြည့်နေတော့ခုတေးချရင်လားကြောက်စရာကြီးနော်တေးချပါတယ်နေမရေမင်းမေရင်စောင့်ကြည့်အဲ့ကောင်ရဲ့ချစ်သူကတရေမတိုးစော့ညတော့နေကိုငါစားလူတွေတောင်းစောင့်ကြည့်ကြကြတွေ့တရေမနင်ကြောင့်တိလို့ငါစောင့်ရကဲယော့ဒီမှာပရိတ်ရီဦးရဲညာပြီတော့ဦးရဲနင်တို့ငါ့ကိုဘယ်လိုလုပ်ရကြလဲသူထဒီထမင်းနဲ့မင်းကိုစားဖို့မယ်တရေမအဲ့ဒါမင်းချစ်သူမတရေမကြီးကွာတရေမကြီးထနင်းနေထကဲကုတို့ရှင်တို့မပြောဟုတ်ပါကုတို့ရှင်ရလဲအေးငါလည်းနောင်တော့ရောက်ပါပြီဟာအဲ့ဘက်ကြရင်မိမတွေကြောက်ပါပြီ